ကဘာကျော်နေတဲ့စီးပွားရေးပညာရှင်တွေအဓိကသုံးတဲ့တော့ချက်ဆယ်ချက်အကြောင်းပြောပြမယ်ဆိုရင်မိတ်ဆွေတို့စိတ်ဝင်စားမှာလား Wow တို့တွေသုံးနေတဲ့လက်နက်ကြီး10လက်သို့မဟုတ်တော့ချက်ဆယ်ချက်အကြောင်းကိုဒီဗီဒီယိုမှာပြောပြသွားမှာမို့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖက်ခေါ်ချင်ပါတယ်ဒီမှာမိတ်ဆွေတင်ဟာစကားတစ်ခွန်းကြောင့်တတိကျွဲတဲ့တတိဖြစ်သွားနိုင်လို့စကားတစ်ခွန်းကြောင့်ချွတ်ချွတ်ချုံမွဲပြကျသွားတဲ့လူတစ်ယောက်လည်းဖြစ်သွားနိုင်မှာမိတ်ဆွေကဘာကျော်စီးပွားရေးသမားအီလိုမတ်တို့ဇူကာဘတ်တို့စတီဂျိုတို့လိုမျိုးအဓိကသုံးနေတဲ့တော့ချက်ဆယ်ချက်ကိုလိုချင်နေဆိုရင်ကျွန်တော်အခုတင်ဆက်မယ် Tanky Conversation Scale for Business Success စီးပွားရေးလောကမှာအဓိကလိုအပ်တဲ့တော့ချက်ဆယ်ချက်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကခေတ်သစ်စီးပွားရေးစတိုင်နဲ့ထင်ဖောက်ထားတဲ့အတွက် Economic Knowledge Energy Emotion အားလုံးကိုဘယ်နေရာမှာတုံးချရတယ်ဆိုတဲ့အကြောင်းလေးတွေကိုသိသိချာချာအကွက်ကြစီစဉ်ပြီးတော့တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီစကားနည်းတွေကိုတက်သွားပြီဆိုရင်ဘယ်လိုနေရာမှာဘယ်လိုစကားကိုအသုံးချရမှာဆိုတာသိသွားပြီဖြစ်ပါတယ်တချို့ကမယောင်ရစီလူမိနဲ့ကျွန်တော်တို့အမှားတွေနဲ့ကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့ဘဝစကားတစ်ခွန်းကြောင့်မွေးပြပြသွားတဲ့အဖြစ်မျိုးဖြစ်ရအောင်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးဖို့ဖိတ်ခေါ်ပါတယ် Business World Knowledge for your life အခုတော့ချက်ဆယ်ချက်လို့တင်စားရတဲ့မြမယူရအမွေနှစ်စကားပြောနည်း10ခွန်းတွေက lesson 1အနေနဲ့ရေကူးညတင်စကားပြောနည်းနဲ့စတင်မှာမို့ကဲစလိုက်ကြရအောင်